ခံပါလေးများကချစ်စရာကောင်းလို့နောက်တဲ့ရှုပ်ဖို့ဆိုတာအားခွေဒီအားဖြင့်ခံပါလေးများကချစ်စရာကောင်းလို့နောက်တဲ့ရှုပ်ဖို့ဆိုတာကိုကြောင်းချီမင်းနေဖို့ကြိုးစားနေတော့မို့နောက်တဲ့ထပ်ပြီးနေရှုပ်ပါနဲ့ဟာရိုးသားဆုံးပြောရရင်ဒီရင်ထဲမှာမင်းကလွဲပြီးချတဲ့အောင်မရှိဘူးကွာမင်းတည်နေပြီးတာငါရဲ့အကြောင်းကိုလောက်ဒီရှိပြနေတော့နေမသိဘူးလားဝေးဖို့ဆိုတဲ့အကြောင်းများတွေ့ရဲ့ဗမတွေ့ရဲ့ပါဝေးရဲ့ရင်ကဲစေးရဲ့ဆရာဝေးရဲ့ဗမဝေးရဲ့ဗနီးဆက်ဆရာတွေ့ကဲမင်းနီးဆက်ချင်ပါဘူးနောက်တဲ့ထက်ကရမ်းမဖြစ်ဘူး